အလူကက်ရဲ့ ambulance နဲ့ item ကိုသိကျင်တဲ့ brother ကိုပေါ့နော်ကျွန်တော်စီကလာမတောင်းနဲ့ဒီ video လေးကိုပဲကြည့်သွားလိုက်မဒီဘဲရဲ့အလူကက်ကိုပဲတစ်ချက်ယူitem တွေမှာပြထားတယ်သူက ambulance ဇက်ကို item ကိုတေချာပြပေးထားတယ်ဟုတ်လားမဟုတ်လားတော့မသိဘူးအဲ့တော့ဒီသွေးကြီးကတော့လုံးဝရှယ်ကြီးတက်သွားတာ damage ကိုချက်ကြည့်မယ်ဒီကောင် damage တန်းပြရတာတော့ပါတော့ damage ရှယ်ကြီးတွေတန်းပြရတာတက်တန်းပြရတာတက်80နဲ့ဆို damage ရှယ်ထွက်နေတာအဲ့တော့လာတယ်ခုနောက်မှမတည့်ရက်နေဟဲ့အောင်ကြီးတူးလေးလဲနေတာသွေးရအောင်အရင်ဒီဘက်ပြန်တက်သွားတာအဲ့ဒီကောင် off lane ဆိုတာအဒီလောက်တုံးလေဘန်းကြိုင်နဲ့ဒီမှာလို့တုံးတယ်ကျန်းတယ်လို့ပြီးတော့ item နဲ့ ambulance သိကျင်တဲ့ကောင်တွေဒီ brother ဒီမှာတစ်ချက်သွားမေးလိုက်နော်